မင်းလေးနဲ့စကားပြောဖြစ်တဲ့ချိန်ဟာတွေတိုင်းအိုးသူဆန်းနဲ့ရင်ခုန်တဲ့မိခံစားနေရတဲ့ခဏကိုနှစ်ချိုင်မိပါတယ်တို့ဘဝကိုလွန်မိုးလွန်သူရဲ့မင်းလေးနဲ့တို့ရဲ့ကြားကခင်နေမှုစီအိုးတို့ရှိတို့ကိုဝင်လာခြင်းပင်မေမပြောရဲတဲ့ဘဝမှာနေချက်တွေနဲ့မပြောရဲပါနှုတ်ဆက်လို့ညင်တာမင်းလေးကိုစိုးစိတ်တူတိတ်လွမ်းခြင်းမှာအခုညနိုးတဲ့ချင်းလေးများကိုတန်တင်နေမှာပါဒါကိုတီးစိတ်ထဲကမရည်ရွယ်လဲမတီးစိတ်အတွင်းကရည်ရွယ်ထားမင်းလေးကိုစိုးစိတ်တူတိတ်လွမ်းခြင်းမှာအခုညနိုးတဲ့ချင်းလေးများကိုတန်တင်နေမှာပါဒါကိုတီးစိတ်ထဲကမရည်ရွယ်လဲမတီးစိတ်အတွင်းကရည်ရွယ်ညီလေးကောင်းလိုက်တာညီလေးနော်အင်မတန်ကောင်းပါတယ်ကဲမချမ်းအပေါင်းဆုံးပြောပြပါအောင်လို့ပန်ကြပါစေတချင်းတစ်ပုတ်မှာလေတကယ်အသက်ကအဆုံးသက်ကလေးတွေပဲဒီလားဆိုတော့သားရဲ့အားသာချက်ကဘာလဲဆိုလို့ရှိရင်အဆုံးသက်လေးတွေတိတ်လှတာပဲတချင်းတစ်ပုတ်မှာအဲ့ဒါအနှစ်သာရပဲတချင်းဘလောက်ပဲခက်ခက်အဆုံးသက်ကိုညင်ညင်တတာချနိုင်တဲ့အဆိုတော်ကတကယ်အဆိုရှင်ကောင်းပါပဲဂုဏ်ယူပါရဲ့ရှင့်ကံကောင်းပါစေနော်မဆွေအမလည်းအမြဲတမ်းသားတို့သမီးတို့ပြောဖြစ်ပါတယ်အဲ့ဒီတချင်းတစ်ပုတ်ကိုတီးဆိုတဲ့နေရာမှာအဆုံးပိုင်းအထိကိုယ်မှာတာဝန်ရှိတယ်လို့ပြောမှုပါတယ်နော်အဲ့တော့ဒါကတာဝန်ရှိနဲ့ဟိုးအရင်တုန်းကကိုစိုးလွင်တီးဆိုတော့ကလည်းအင်မတန်ကိုလူကြိုက်များတဲ့တချင်းတစ်ပုတ်ဖြစ်ခဲ့တယ်လို့အခုသားဆိုလိုက်တဲ့နေရာမှာလေအခု TV ဖန်သားပြင်ကကြည့်နေတဲ့သူတွေကနာမည်ကြီးတဲ့တချင်းတစ်ပုတ်ကိုဖြစ်သွားမယ်လို့အမကတော့မျှော်လင့်ပါတယ်အဲ့တော့သားရောမအင်မတန်ကိုကျေးဇူးလည်းတင်တယ်ဒီတချင်းကိုအင်မတန်ကောင်းမွန်အောင်သိစေတဲ့အတွက်အားလုံးခုကြည့်နေကြတဲ့ပရိသတ်တွေရောဘုံလောက်ဖို့ ready လား Thank you ကိုရဲလေးပြောပြပါဦးခင်ဗျာခုနကိုရဲဟိုစီကိုကျော်ထက်ပြောသွားလို့နှခမ်းဒီမလေးတွေအသေးဆွဲတွေမဟုတ်တော့ပါဘူးမြခုံးကောင်းတဲ့ယောက်ျားလေးတွေအသေးဆွဲစော်တန်းနိုင်ဆိုဖြစ်သွားပါပြီယောက်ျားလေးတွေရဲ့ပုတ်ကိုပါယူသွားမဲ့စောထနိုင်စိုးလို့ပြောလို့ရပါပါခင်ဗျာ Thank you ဒီထက်မျက်ခုံးမွေးထူခြင်းမျက်ခုံးမွေးတွေဆွဲရမှာပေါ့နော် Thank you ပါအကုန်ကဲ